Christmas မင်္ဂလာပါရှင်ချမ်းမြန်မာမှာကြိုဆိုပါရရှင် ခုခရစ်စမတ်ကာလဖြစ်တဲ့ဒီဇင်ဘာလရဲ့12ရက်နေ့ပြီး17ရက်နေ့ထိရန်ကုန်ရှိုးလုံးမှာစာပေကမ်ပိန်းလေးပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ ကမ်ပိန်းမှာဘာတွေပါဝင်သွားမလဲဆိုရင်ဘယ်ကားမဆိုကားတစ်စီးလုံးရဲ့33 byte ချက်ကို free inspection လုပ်ပေးမဲ့အပြင်ဘယ်ပိုင်းပြင်ဘာပစ္စည်းပဲလဲ10% discount ပေးသွားမှာဖြစ်ပါတယ်ရှင် ဒါအပြင်စာပေကမ်ပိန်းမှာပါဝင်တဲ့ဘေးရောမိတ်တွေကာရှမာတိုင်းကိုကျွန်တော်တို့စကန်ကနေပြီးကားသွင်းကန်း3တပြူစာရေမွေးလေးကိုလည်းအဆောင်ပြင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ရေးကြီးဆုံးချက်ကတော့အခုကမ်ပိန်းလေးမှာတရက်ကိုကားစီးရေကန်သက်ဖြင့်လက်ခံပေးသွားမှာဖြစ်လို့ကြိုတင် booking လုပ်ထားဖို့တော့လိုပါမယ်ရှင် ဒီကမ်ပိန်းလေးမှာပါဝင်ဖို့ကျူတင်ပို့ကြရတဲ့ရှင်နဲ့မိတ်ဆွေများတော့ စာပေ hotline ဖုန်းနံပါတ်400 13 4395ကိုဆက်သွယ်နိုင်မှာကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရှင်ရန်ကုန်ရှိုးလုံးလိပ်စာလေးကတော့အမှတ်38မင်းနမလန်မရန်ကုန်မြို့နယ်ရန်ကုန်မြို့ဖြစ်ပါတယ်ရှင်